1959 ခုနှစ်ဖေဖော်ဝါရီလဆိုဗီယက်ယူနီယံရဲ့ရူရယ်တောင်တန်းတွေပေါ်မှာအတွေ့အကြုံရှိတဲ့တောင်တက်သမားကိုအသက်ဆုံးရှုံးခဲ့ရပါတယ်။သူတို့ရဲ့တဲဟာအတွင်းပိုင်းကနေဖိဖြက်ခံထားရပြီးသူတို့အားလုံးဟာအေးတံကိုမခံနိုင်ပဲအပြင်ကိုထွက်ပြေးခဲ့ကြတယ်။ဘာကသူတို့ကိုဒီလောက်ထိကြောက်လန့်နေကြဖြစ်စေရလဲ။ဒီနေ့တော့လူအများစိတ်ဝင်စားနေကြတဲ့ Dire Pass Incident အကြောင်းကိုအသေးစိတ်ဖော်ပြပေးသွားပါမယ်။ဒီဘက်ကို Igor Dialog ဆိုသူကဦးဆောင်သွားတာဖြစ်ပါတယ်။ဖွဲ့ဝင်9ဦးပါဝင်ပြီးသူတို့အားလုံးဟာကျောင်းသားများနဲ့ဝဲရများဖြစ်ကြပါတယ်။သူတို့ရဲ့ရွေချက်ကခိုလက်ဆော့တောင်ကိုတက်ဖို့ပါ။ဒီတော့ကမန်စီလူမျိုးတွေရဲ့ဘာသာစကားအရအဲ့ဒီနာမည်ရဲ့အဓိပ္ပာယ်ကတင်မင်းတောင်လို့အဓိပ္ပာယ်ရပါတယ်။ဖေဖော်ဝါရီလ1ရက်နေ့ညနေမှာသူတို့ဟာတောင်ပေါ်မှာတဲထိုးပြီးအိတ်ဆက်ခဲ့ကြတယ်။ဒါပေမဲ့သူတို့ဘက်ကအချက်ပေးတံပြန်မလာတော့တဲ့အတွက်ရှာဖွေရေးအဖွဲ့ဆီလွတ်ခဲ့ရပါတယ်။ဖေဖော်ဝါရီ26ရက်နေ့မှာသူတို့ရဲ့တဲကိုရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့တဲကပြဲနေပြီးအတွင်းကနေစီးဖြတ်ထားတဲ့အနေအထားဖြစ်နေပါတယ်။သူတို့ရဲ့ပစ္စည်းတွေဖက်လက်တွေအကုန်ကျန်ခဲ့ပြီးသူတို့ကတော့အပြင်မှာဘိုးအစားပပနဲ့အိတ်ခဲတည်ဆုံးနေအောင်တွေ့ခဲ့ရပါတယ်။ဒီအဖြစ်ပြမှာပြည်ရင်ကြီးဖြစ်စရာအချက်၃ခုရှိပါတယ်။တချို့ရဲ့ဥကောင်းခွန်တွေရေဘက်တွေမှာပြင်းထန်တဲ့ရှမ်းမှုတွေတွေ့နေရပါတယ်။ဒါဟာကားတိုက်ခိုင်တဲ့အားတလူမျိုးပြင်းထန်နေတာပါ။အလောင်းတချို့ရဲ့ဩဇာတွေမှာလက်ရောင်ကြီးအနေငယ်ဆုံးပေနေအောင်တွေ့ရပါတယ်။တချို့အလောင်းတွေမှာတော့ရှာမရှိတော့တာမျိုး၊နှလုံးမရှိတော့တာမျိုးတွေဖြစ်နေခဲ့ပါတယ်။ဒီဖြစ်ရတဲ့လူတွေပြောနေတဲ့ theory တွေကတော့အများကြီးပါပဲ။အစိုးရရဲ့တရားဝင်မှတ်တမ်းအရဒါဟာနှင်းပြကြမှုကြောင့်တဲရနေအကြောင်းရင်းတိုင်းထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီနေရာမှာနှင်းပြတဲ့လက္ခဏာမတွေ့ရပါဘူးလို့ကျွမ်းကျင်သူအချို့ကလည်းပြောထားပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့လူမကြားနိုင်တဲ့အတန်လိုင်းတွေကသူတို့ရဲ့စိတ်တွေကိုထိခိုက်စေပြီးထိတ်လန့်သွားစေတယ်လို့လည်းဆိုကြပါတယ်။တချို့ကတော့ဆိုဗီယက်စစ်တပ်ကလှုပ်ဝက်လက်နက်စမ်းသပ်မှုတစ်ခုကြောင့်သူတို့အစိတ်အသင့်သို့မဟုတ်ထိတ်လန့်သွားတာလို့ယုံကြည်ကြပါတယ်။တချို့ကြတော့လည်း UFO တွေသို့မဟုတ်တခြားလောကီအဖြစ်အပျက်တွေအကြောင်းလို့လည်းပြောနေကြခဲ့ပါဒီနေ့ထိတိုင်ဒီအဖြစ်အပျက်ကလှုပ်ဝက်ချက်အဖြစ်ကြန့်ရှိနေခဲ့တာပါရာသီဥတုတန်လားလူသားတွေရဲ့လုပ်ရက်လားဒါမှမဟုတ်အခုထိမသိရသေးတဲ့သဘာဝတရားလားသင်ရောဘယ်လိုထင်ပါလဲအောက်ပါကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ပါဦးဒီလိုမျိုးစိတ်ဝင်စားစရာအဖြစ်အပျက်တွေကိုနောက်ထပ်အသိချင်း channel ကို subscribe လုပ်ထားဖို့မေ့ပါနဲ့